ကဲကြည့်အဲ့တော့တို့ဒီဆက်မှာဘာထူးခြားလဲဆိုတော့ကြည့်အောင်နော်အဲ့တော့စုစုပေါင်း partition ကဘယ်နှပိုင်းလဲစုစုပေါင်း9တွေ့နေရတယ်5ပိုင်းတွေ့နေနော်အဲ့တော့ primary ဘယ်နှပိုင်းတွေ့လဲ2ပိုင်း primary 2ပိုင်းတွေ့တော့အဲ့တော့ C ရယ် D ရယ်နော် located C ရယ် located D ရယ်ဆိုပြီးတော့2ပိုင်းရှိရယ်2ပိုင်းရှိရမှာသူက C ပိုင်းကိုဘယ်လောက်ပဲထားတာလဲ58 GB ပဲထားတာတွေ့လား C ပိုင်းကို58 GB ထားတာအဲ့တော့နောက်မှာ free space ကဘာပြနေလဲ0 MB 0 MB လို့ပြနေရဖြစ်တဲ့အတွက်ဘာမလုပ်နိုင်တော့ဘူးလဲဆိုတော့ free space မရှိတော့တဲ့အတွက်ဒီကွန်ပျူတာကဘာမတက်တော့ရလဲဆိုတော့ window မတက်နိုင်တော့ auto repair ဆိုတဲ့စာကြီးပဲပြတယ် window လုံးဝမတက်နိုင်တော့ဘူးဟုတ်ပြီနော် window မတက်နိုင်တော့ဘူးဒါပေမဲ့လေ partition file မှာ 60GB သုံးထားတယ် 52GB က free space ကျန်နေတယ်အဲ့တော့ data အနေနဲ့ဘယ်နှ GB လောက်ရှိလဲ 8GB လောက်ရှိရ data အနေနဲ့ 8GB လောက်ရှိအဲ့က data ကိုဆရာက backup ပြန်လို့ခြင်းတယ်ဆရာကျွန်တော် 60GB ကိုမဖြတ်ဘဲနဲ့ window ပြန်တင်မယ်ဆိုရင်အဆင်ပြေလားဘာလို့မပြေရလဲဘာလို့မပြေရလဲလို့ဘာလို့မပြေရလဲ C ပိုင်းမှာ 58GB ဖြစ်တဲ့အတွက်ဘလို့မှအဆင်မပြေဘူးအနည်းဆုံး C ပိုင်းက120 100လောက်တော့ဘာလို့တင်လဲထားတင်တယ် तू ကတော့ software တွေမသိမှု software တွေမထားဘူးဆိုပြီးတော့ तू က 58GB နဲ့ဘာလုပ်ထားလဲ window တင်ထားတာဒါကြီးကလုံးဝမလုတ်တဲ့အရာကြီးเนาะအနည်းဆုံး C ပိုင်းတော့ဘယ်လောက်ထားတင်လဲ120 100လောက်တော့ထားတင်တယ်အဲ့တော့ဒီအခုလက်ရှိဒီကွန်ပျူတာရဲ့ဖြစ်တဲ့ပြဿနာက located C မှာ free space မရှိတော့တာဖြစ်တဲ့အတွက်ဘာမလုပ်နိုင်တော့လဲ window မတက်နိုင်တော့တာကဲဟုတ်ပြီ window မတက်နိုင်တော့ window လုံးဝကိုမတက်နိုင်တော့ဒါပေမဲ့လေ तू ကဘာကြီးလဲ M2E မင်းတို့ partition ကတော့မင်းတို့ကြည့်ခဲ့လားမကြည့်ခဲ့ဘူးမလား M2 လို့ဘာမှမခွဲခဲ့ဘူးမလားအေးမခွဲခဲ့ဘူးငါပဲကြည့်ခဲ့တာเนาะအဲ့တော့သူ့ရဲ့ head ကဘာလဲဆိုတော့ M2 ဖြစ်တဲ့အတွက် data backup ယူမယ်ဟေးဆိုရင်ငါတို့က M2K ရှိမှရမှာ M2K မရှိဘဲနဲ့ data backup ယူလို့မရဘူးကဲအဲ့တော့ M2K ဆရာမှာမရှိဘူးထားပါတော့ကွာကဲမင်းတို့ဘယ်နည်းနဲ့ backup ယူလို့ရမလဲဒီ 60GB ထဲမှာရှိတဲ့ data ကိုဘယ်နည်းနဲ့ backup ယူလို့ရနိုင်မလဲစဉ်းစားကြည့်ပါအန်ဒီရှိတဲ့စက်နဲ့တဲ့ဒါပေမဲ့ဖြုတ်ပြီးတော့တခြားဆက်မှာတော့သူက M2 slot ကြီးလေဟုတ်လား M2 slot ကြီးအဲ့တော့ဟိုဘက်ဆက်ကလည်းဒါပါတော့ကိုတွားပြီးတော့ဖြုတ်တတ်မဲ့ M2 slot ရှိတဲ့ကောင်လဲ M2 slot နဲ့ window တင်ထားရင်ဆိုရင်အဲ့ M2 ကိုဖြုတ်ပြီးတော့တန်ရပါမလားမရဘူးလေဟုတ်ကဲ့နော်အဲ့တော့ဘာရှိမှရမှာလဲ K ရှိမှရဟုတ်ပြီ K မရှိဘူး K မရှိရင်ဒီပြင်နည်းနဲ့ဘယ်နည်းနဲ့စဉ်းစားမလဲ data backup ကိုဘယ်နည်းနဲ့စဉ်းစားမလဲတန်မယ်ဘယ်နည်းနဲ့စဉ်းစားမလဲ M2 ထဲကနေ backup ယူရမယ် data backup ယူရမယ်ဘယ်နည်းနဲ့စဉ်းစားမလဲ backup ကိုအဲ့လိုဒီလိုချင်းနေမကြရင်မင်းတို့ဘာမှတ်မိရမလဲဆိုတော့မင်းတို့ password ဖြည့်တဲ့ software မှတ်မိလားpassword ဖြည့်တဲ့ software မှတ်မိလားအေးအိုက်က password ဖြည့်တဲ့ software နဲ့ပြန်မှတ်မိရဆိုပြော software နာမည် Hidranbu C အေး Hidranbu CD နဲ့ data backup ယူမယ်နော်အဲ့တော့သူကတော့အရေးကြီး data မရှိဘူးလို့တော့ဆရာပြောတာဆရာတဲ့ရတဲ့ဟာလေးတော့ယူပေးပါတဲ့အဲ့တော့ရတဲ့ဟာလေးပါယူပြတော့ငါတို့ Hidranbu CD နဲ့ဝင်ကြည့်မယ်ဝင်ကြည့်ပြီးတော့ data backup ယူလို့ရမလားရမရအောင်ငါတို့ဘာလုပ်ကြည့်မလဲစစ်ဆေးကြည့်မယ်အဲ့တော့ဒီအောင်နားလဲလားအဲ့တော့အဲ့မှာအခု partition ခွဲတာ primary ကဘယ်နှပိုင်းလဲနှစ်ပိုင်းဖြစ်တဲ့အတွက် located C နဲ့ D နဲ့နှစ်ပိုင်းရှိတယ်3ကဘာဖြစ်မလဲ window ပိုင်းနောက်က partition 5က data ပိုင်း data မှာတော့ဘယ်လောက် GB လောက်လို့သေးလဲ 52GB လောက်လို့ပြီးတော့ C ပိုင်းမှာတော့ window ပိုင်းမှာ 0 MB ပြတာ free space လုံးဝမရှိတာဖြစ်တဲ့အတွက်ဒီကွန်ပျူတာကဘာမလုပ်နိုင်တော့ရလဲ window မတက်နိုင်တော့တာကဲအဲ့တော့သူ့ရဲ့ error လေးကိုလည်းဆရာတခါလေးပြပေးလိုက်မယ်နော် auto repair ဆိုတဲ့ပြတာလေးကိုဆရာတခါလေးပြပေးလိုက်မယ်ဒီကောင်ဆရာ yes နဲ့ထွက်လိုက်မယ်ပြန်တက်လာလိမ့်မယ်ကွန်ပျူတာလေးကဖုန်လေးဖိုးရင်းနာWindows stick ခဏဖြုတ်ထားလိုက်မယ်နော်ဒီလိုမျိုး auto repair ဆိုတာပဲတက်နေရဘလောက်ပဲမင်းကြိုက်တယ်လို့ဘာပဲတက်တာလဲ auto repair ပဲတက်နေမှာဒီ error တက်နေဒီ error တက်လို့မလို့တို့စီကိုဘာလုပ်ထားလဲစားပင်လာထားတာအဲ့တော့ဒီ error တက်ရတဲ့အကြောင်းရင်မလို့သိသွားပြီလားဘာကြောင့်လဲ free space မရှိ free ထဲမှာ free space မရှိတော့လို့เนาะ free ထဲမှာဒီလိုပုံစံမျိုးပဲလာပြရမယ်နော်အဲ့ဒါဆိုရင်ငါတို့က Hidranbu CD နဲ့သွားပြီးတော့ data ကို backup ယူကြည့်မယ် okay